င်ကာပူကတထင်းမစင်းနဲ့ချစ်သူတွေဖြစ်နေကဖုံးဖိမရအောင်ပေါ်လာတဲ့ဆိုင်ရင်မို့ဇက်သပင်လောကရဲ့အတွင်းရဲ့ရှုပ်ရှင်တွေကိုအမြဲဖော်ကောင်းလုပ်လေးရှိတဲ့ကြော်ခမောင်ရဲ့ဖွင့်ချချက်ကြောင့်ဆိုင်ရင်မို့တရားစင်ကာပူမှာနေထိုင်တဲ့မမစာဆိုတဲ့အမျိုးသမီးတဦးနဲ့တိတ်တဆိတ်ချစ်သူတွေဖြစ်နေကြပြီဆိုတာပြည်သူတွေကြားထဲမှာဟိုးလေးတကြောဖြစ်ပေါ်ခဲ့ရလဲဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ဇလံကတော့စင်ကာပူကနေဆိုင်ရင်မိုးကိုအများအားစုကျင်းဝင်အများကြီးချင်းမြင်လေးရှိတဲ့မမစာရဲ့စေတနာတွေကနေတစဉ်တရောစင်နေတွင်းညှိသွားခဲ့ရတယ်လို့သိရှိရပါတယ်။ကျော်ခေါင်းမောင်ကတော့ပညာတတ်ရုပ်ချောပြီးတော့ငွေချကောင်းတဲ့မမစာရဲ့ခိုင်မာတဲ့ငွေကြေးထောက်ပံ့တဲ့ဆိုင်ရင်မိုးကိုသူများစီမှာအခါကြီးဝင်နဲ့ကနေရတဲ့ဘဝကနေလူကင်းစေချင်တာလည်းဖြစ်ပါတယ်။ဆိုင်ရင်မိုးတရားကိုပိုင်စားအဖွဲ့ကြီးတီထောင်ကခက်ခက်နနာမင်းမှုနေတာကိုမြင်တွေ့ကျင်တယ်လို့ပူပွင့်လင်းလင်းပြောဆိုထားပါတယ်။ဒီသတင်းတွေထွက်လာပြီးနောက်ပိုင်းမှာတော့ပြည်သက်တွေက TikTok အကောင့်တွေကိုတခြားစောင့်ကြည့်လာခဲ့ကြတာလည်းဖြစ်ပါတယ်။သူတို့ညောက်တင်ထားတဲ့ဗီဒီယိုတွေကအချိန်ကိုက်ဖြစ်နေသလိုအသုံးပြုနေတဲ့နောက်ခံ background သချင်းတွေကနေစိတ်ခံစားချက်တွေကလည်းတယောက်နဲ့တယောက်အပြန်အလှန်ရည်ရွယ်ထားသလိုတိုက်ဆိုင်လုပ်နေတာကိုအထင်ရှားတွေ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မိခိုးချက်ချုံဆိုသလိုဒီသတင်းကဖုံးပြီးမရအောင်တေချာသလောက်ကိုဖြစ်နေပြီးတော့အားလုံးကတညီတညွတ်နဲ့သုံးသပ်နေကြရလည်းဖြစ်ပါတယ်။ကာယကရှင်တွေကိုယ်တိုင်ကတရားဝင်ထွက်ရှင်မဲ့အချိန်တွေကိုပဲပြည်သက်တွေအနေနဲ့ဆက်လက်စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်ရှင်။စားရန်စိန်မင်းဆက်ကသူမဖခင်မူရင်းဖြစ်လို့စိတ်ရင်မိုးဘက်ကနေကာကွယ်လာတဲ့ရွှေဘိုတင်မောင်သမီးဒီကနေ့မှာမြန်မာစစ်သမီးလောကမှာအတော်လေးကြရရိုက်နေတဲ့စားရန်စိန်မင်းပြဆက်မူပိုင်ခွင့်ပြဿနာနဲ့ပတ်သက်ပြီးအားလုံးကထင်မှတ်မထားပဲအလဲအပြောင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။စားရင်မိုးတရားဒီဇက်တော်ကြီးကိုကားပြမိလို့မူပိုင်ခွင့်ပြဿနာတက်ပြီးတော့ဝေဖန်မှုတွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဒီလိုအချိန်မှာပဲရုပ်သိမ်းမင်းသားကြီးရွှေဘိုတင်မောင်ရဲ့သမီးကြီးဖြစ်သူဒေါ်ကြီးကြီးဆန်းကဒီဇက်တော်ကြီးရဲ့အစစ်မှန်မှုရင်းပိုင်ရှင်ဖန်တီးရှင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကတည်းကဓာတ်ပြသွင်းခဲ့တဲ့သူမရဲ့ဖခင်ဖြစ်တယ်လို့ခိုင်လုံတဲ့သက်သေအထောက်အထားတွေနဲ့တကွထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်ဒေါ်ချီချီဆန်းကပြဿနာတက်နေတဲ့ဆိုင်ရင်မိုးဘက်ကနေနားလည်မှုအပြည့်နဲ့ရက်တီကောက်ွယ်ပေးပြီးတော့အင်မတန်သဘောထားစေးတဲ့စကားတကုန်းကိုပြောလာခဲ့တာလည်းဖြစ်ပါတယ်။သူမဖခင်ဖြစ်သူရဲ့မူလဖန်တီးမှုဇက်တော်ဖြစ်တာကြောင့်အဖေဖြစ်သူကိုသာအတိမတ်ပြုပေးမယ်ဆိုရင်ဆိုင်ရင်မိုးအပါဝင်ပယ်ဆက်မင်းသားမစိုးဒီစားရန်စင်မင်းဇက်တော်ကြီးကိုလွတ်လွတ်လပ်လပ်ကားပြောက်ခွင့်ရှိတယ်လို့သဘောထားကြီးစွာနဲ့ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။မင်းသားတွေအကုန်လုံးအဖြစ်တချင်းတွေဇက်တွေကိုသုံးဆွဲခွင့်ရှိပြီးစတင်ခဲ့တဲ့မိသားစုကိုသာအတိမတ်ပြုစေခြင်းနဲ့သူမရဲ့ဆန္ဒလေးကိုလေးလေးနက်နက်ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မူပိုင်ခွင့်အငြင်းပွားနေချိန်မှာမူရင်းပိုင်ရှင်အစင်းနဲ့မိသားစုဝင်ကိုယ်တိုင်ကအမှုပညာကိုမျက်နှိုးစွာနဲ့မျိုးဆက်သစ်တွေအတွက်နားလည်မှုအပြည့်အဝနဲ့လမ်းဖွင့်ပေးလိုက်တဲ့ဒီလောက်ရက်လေးကတော့ဇက်သမီလောကအတွက်တကယ့်ကိုလေးစားကုန်ယူစရာကောင်းတဲ့လောက်ရက်လေးတစ်ခုပဲဖြစ်ပါ